အားလုံးပဲမင်္ဂလာပါနော်ကိုရီမအားလုံးပဲဒုတိယကိုပြ channel လေးရနေမင်္ဂလာပါလို့နှုတ်ခွန်းဆက်တာလိုက်ရပါတယ်နော်အားလုံးပဲမင်္ဂလာရှိတဲ့ညချမ်းလေးပါဗျာနော်ကိုရီမအားလုံးမင်္ဂလာပေါင်းနဲ့ပြည့်စုံတဲ့ညချမ်းလေးကိုအမြဲထားပါပိုင်ဆိုင်နိုင်ကြပါစေနော်ကိုပြလိုက်ရှိုးလေးဝင်လာတဲ့မိတ်ဆွေအားလုံးပဲစိတ်ချမ်းသာခြင်းကိုကြီးချမ်းသာခြင်းနဲ့ပြည့်စုံနိုင်ကြပါစေစီဝါရေးလူမှုရေးကျမ်းမာရေးအစသက်ရအစဉ်ပြေလို့အလုပ်ကနေဒီနေ့မှာကအောင်မြင်တိုးတက်ကြပါစေတွာလန်းနေတာလို့လာလန်းနေဖြောင်းကြပါစေဗျကိုပြမိတ်ဆွေတွေအားလုံးပဲကိုပြလိုက်ရှိုးလေးကိုဝင်လာတဲ့ဥဟုတော်ကိုမမတွေအားလုံးပဲစိတ်ချမ်းသာလို့ကိုချမ်းသာကြပါစေ channel လေးကို subscribe မလုပ်တဲ့မိတ်ဆွေလေးတွေ channel လေးကို subscribe နေပြီပါမ share ရတဲ့ share ပေးပါမမျှဝေရတဲ့မမျှဝေပေးပါနော်တူမြင်တူပေါင်းအများများပေါင်းလို့ပဲဖြစ်ပါတယ်ကိုမိတ်ဆွေတွေအားလုံးပဲကျွန်တော်တို့တနင်္လာနေ့မနက်7:00 နာရီ10မိနစ်မှာ2-4ခုကီးလေးနေတော့ကစားပေးပါဗျာနော်2-4ခုကီးကို2-4ခုထိပ်စီးအနေနဲ့ဦးစားပေးပြီးကစားပေးပါဦးစားပေးပြီးထိုးပေးပါ2-4ခုကိုထိပ်စီးအနေနဲ့ပို့ပြီးတော့ကြိုက်ပါတယ်ထိပ်စီးအနေနဲ့ပို့ပြီးတော့ထိုးပေးပါနော်ဒီမိတ်ဆွေတွေအားလုံးပဲတနင်္လာနေ့မနက်7:00 နာရီ10မိနစ်ကို2-4ခုကီး2-4ခုထိပ်စီးပဲဖြစ်ပါတယ်ဗုဒ္ဓဘုမကျော်ပတ်တီးအနေနဲ့ကစားခြင်းနဲ့မိတ်ဆွေလေးတွေဗုဒ္ဓဘုမကျော်ပတ်တီးအနေနဲ့6ပတ်တီးပဲဖြစ်ပါတယ်နော်6ပတ်တီးတစ်လုံးလေးကိုမေတ္တာလက်ဆောင်အနေနဲ့ကစားပေးထားပါတယ်မေတ္တာလက်ဆောင်6ပတ်တီးဗုဒ္ဓဘုမကျော်6ပတ်တီးပဲဖြစ်ပါတယ်နော်ကိုပြီးမိတ်ဆွေအားလုံးဗုဒ္ဓဘုမကျော်6ပတ်တီးပါနော်ဗုဒ္ဓဘုမကျော်6ပတ်တီးပဲဖြစ်ပါတယ်ဗုဒ္ဓဘုမကျော်6ပတ်တီးပဲဖြစ်ပါတယ်နော်ကိုဒီမအားလုံးပဲဗုဒ္ဓဘုမကျော်6ပတ်တီး2-4ခုကီးကိုကစားမယ်ကန်လေးပြောပေးမယ်ဗျာနော်2-4ခုကီးကိုကိုဒီမအားလုံးပဲနည်းနည်းပတ်သက်ပြီး2620 25 2620 25 21 23ပဲဖြစ်ပါတယ်ဗျာနော်2620 25 21 23ပဲဖြစ်ပါတယ်နော်2620 25 21 23ပဲဖြစ်ပါတယ်နော်2620 25 21 23ပဲဖြစ်ပါတယ်ကျွန်တော်တို့ဒီ4နဲ့ပတ်သက်ပြီးတော့46 40 45 43ပဲဖြစ်ပါတယ်နော်46 40 45 43ပဲဖြစ်ပါတယ်46 40 45 43ပဲဖြစ်ပါတယ်ကျွန်တော်တို့ဒီခွန်နဲ့ပတ်သက်ပြီးတော့ခွန်6 80ခွန်5ခွန်3ပဲဖြစ်ပါတယ်ခွန်6 80ခွန်5ခွန်3ပဲဖြစ်ပါတယ်နော်ခွန်6 80ခွန်5ခွန်3ပဲဖြစ်ပါတယ်ကိုပြမိတ်ဆွေတွေအားလုံးပဲနော်ခွန်6 80ခွန်5ခွန်3ပဲဖြစ်ပါတယ်နော်ကျွန်တော်မိတ်ဆွေတွေတနင်္လာအင်္ဂါဗုဒ္ဓဘု3ရက်စာအတွက်ဇာတုပတ်တိမြန်မာဝင်ခြင်းနဲ့မိတ်ဆွေတွေအားလုံးပဲအဖွဲ့ဝင်ချက်ကို15000ကျန်နဲ့ဝင်လို့ရပါတယ်ဗုဒ္ဓဘုမကျော်ပတ်တိတစ်လုံး၄လုံးအခွေနဲ့မြန်မာဝင်ခြင်းနဲ့မိတ်ဆွေလေးတွေအားလုံးပဲကျွန်တော်ရဲ့ဖုန်းနံပါတ်904 366 938ကိုအဓိကထားပြီးခေါ်ပေးပါဗျာနော် iPhone နံပါတ်တစ်လုံးလေးတော့အကိုဒီမိုင်းအားလုံးပဲဆက်သွယ်လို့ရပါတယ်နော်904 366 938နော် iPhone နံပါတ်ကိုဒါကိုဒီမိုင်းအားလုံးပဲမြန်မာဝင်လို့ရပါတယ်ဗုဒ္ဓဘုမကျော်ပတ်တိတစ်လုံး၄လုံးအခွေလုံးဝကစားခြင်းနဲ့မိတ်ဆွေလေးတွေ